မျိုးသားတယောက်ကတော့စတိုးဆိုင်ဒီဇိုင်းက ATM ဆက်ရဲကတ်ထဲတဲ့အပေါက်မှာကရိယာတေးသေးလေးတစ်ခုကိုတိတ်တိတ်ဆိတ်တက်ဆင်လိုက်ပါတယ်။ပြီးတာနဲ့သူကားထဲမှာထိုင်ဆောင်နေရင်ဒေါ်လာတွေသူ့စီအလိုလိုရောက်လာမယ့်အချိန်ကိုစောင့်နေခဲ့ပါတယ်။တကယ်လို့ ATM ဆက်ကိုအခြားလူတွေငွေလာထုတ်တာနဲ့အချက်လက်တွေနဲ့လျှို့ဝှက်နံပါတ်တွေအားလုံးကဒီအမျိုးသားစီကိုအလိုလိုရောက်လာမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူဟာထိတ်တန့်ဟက်ကာနည်းပညာတွေကိုအသုံးပြုကာအကောင့်ထဲကပတ်စံတွေအားလုံးကိုလွှဲပြောင်းရယူနိုင်သွားပါတယ်။သူကဒီလိုမျိုးနေရအနှံ့ဖြန့်ပြီးအကွက်ချထားတဲ့အတွက်အချိန်တစ်ပတ်လောက်အတွင်းမှာတင်ဒေါ်လာ9သိန်းကျော်အထိအမျက်ထွက်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာသူ့အတွက်အစွမ်းကုန်စူးစမ်းထားတာမျိုးမဟုတ်သေးပါဘူး။ဒီစကားရဲ့ဇာတ်လိုက်ဖြစ်သူကိုဟာအရန်ကိုကျွမ်းကျင်တဲ့ဟက်ကာတစ်ယောက်ဖြစ်ပြီးသူကအရင်းရှင်ကုမ္ပဏီကြီးတွေရဲ့အကောင့်တွေစီကနေငွေတွေခိုးယူကသူရဲ့ဟက်ကာစွမ်းရည်ကိုအမြဲအသုံးပြုလေရှိပါတယ်။တနေ့မှာတော့ကိုကရဝက်ချက်ချင်းဆော့ဖ်ဝဲတစ်ခုလေးကိုဝင်လိုက်ပြီးဘူဂေးရီးယားကသူ့ရဲ့ဟက်ကာတငယ်ချင်းကိုဒေါ်လာ1000လောက်ထပ်ခိုးလာခဲ့တဲ့အကြောင်းကိုပြပြလိုက်ပါတယ်။အမျက်ငွေရဲ့တဝက်ကိုလည်းတငယ်ချင်းဖြစ်သူကိုခွဲပေးမယ်လို့ဆိုလိုက်ပါတယ်။နောက်တနေ့မနေ့စောစောမှာပဲဟက်ကာတငယ်ချင်းစီကနေဂျိုတင်ငွေဖြည့်ထားတဲ့ကက်တွေအများကြီးရောက်လာခဲ့ပါတယ်။ကိုကတစိမ့်တစ်ပိုင်းကိုပဲသူ့အတွက်ချန်ထားခဲ့ပြီးကျန်တဲ့ကက်တွေကိုတော့စာတိုင်ပုံးတစ်ခုတည်းကိုတိတ်တဆိတ်ထည့်ပေးခဲ့ပါတယ်။ညဘက်ရောက်တော့ကိုဟာထုံးစံအတိုင်းပဲစောတော့ဆန်ဒီဇိုင်းရှိမှကားရိုက်လိုက်ပြီး laptop ကိုဖွင့်ကကျွမ်းကျင်ပိုင်နိုင်စွာနဲ့အလုပ်စလုပ်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲလမ်းကြားထဲမှာရက်နေတဲ့လူမဲတယောက်ကိုသူရုတ်တရက်သတိထားမိလိုက်ပါတယ်။အဲ့ဒီလူမဲကသူ့စီကိုတဖြည်းဖြည်းလျှောက်လာတာကိုမြင်လိုက်တော့ကိုလည်းသူပါလုပ်နေလဲဆိုတာကိုရိပ်မိသွားမှဆိုလို့ laptop ကိုအမြန်ပိတ်လိုက်ရပါတယ်။ကံကောင်းကျင်တော့တစ်ဖက်လူကသူ့ကိုတစ်ချက်ပဲကြည့်သွားပြီးခက်မြန်မြန်ပဲပြန်ထွက်သွားခဲ့ပါတယ်။အဲ့တော့မှကိုလည်းတပြင်းချနိုင်သွားပြီးပတ်စံခိုးတဲ့အလုပ်ပြီးမှပဲအိမ်ကိုကားမောင်းပြန်လာခဲ့ပါတော့တယ်။ဒါပေမဲ့လုံးဝမချင်မှတ်ထားတာကတော့နောက်တနေ့မနေ့စောစောမှာရင်အဲ့ဒီလူမဲဟာသူ့အိမ်အထိရောက်ချလာခဲ့ကအိမ်ထဲဝင်ချင်းမှာပဲကိုကိုထိုးကြည့်ပါတော့တယ်။ဘာမှကျူတင်ပြင်ဆင်ထားခြင်းမရှိတဲ့ကိုဟာလူမဲရဲ့ထိုးကြည့်မှုတန်းကြောင့်ကျမ်းမြေပေါ်လဲကျသွားပါတော့တယ်။လူမဲကလည်းအိမ်ထဲကိုဆက်စုကြည့်လိုက်တော့နေရံပေါ်မှာ ATM ဆက်ဓာတ်ပုံတွေအများကြီးကတ်ထားတာကိုတွေ့လိုက်ရပါတယ်။အခြေအနေကသူထင်ထားတဲ့အတိုင်းကွက်တီကိုဖြစ်နေခဲ့တာပါ။အဲဒီနောက်မှာတော့သူကကိုကိုကားပေါ်အတင်းဆွဲတင်လိုက်ပြီးမင်းငါ့ကိုအကူအညီတစ်ခုပေးရမယ်။ပြီးရင်တော့ကိုလန်းကိုသွားကြတာပေါ့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူမဲရဲ့လေတန်းကတောင်းဆိုနေတဲ့လေတန်းမျိုးလုံးဝမဟုတ်ဘဲအမိတ်ပေးနေတာပါ။တကယ်လို့များကိုသာညင်းရဲမယ်ဆိုရင်သူ့အသေးချာပေါက်သေးရဖို့ပဲရှိပါတယ်။ဒါကြောင့်အထိုးခံထားရတဲ့ကိုခင်ဗျာဘာအတန်မှတော့မထွက်ရဲခဲ့ပါဘူး။ပြီးတော့လူမဲကကိုကပတ်စံတွေကိုဘလို့ရှာလဲဆိုပြီးလဲမေးလာပါတယ်။လူမဲရဲ့အကြမ်းဖက်ချင်းချောက်မှုတွေအောက်မှာကိုလည်းအမှန်တိုင်းဖြေရပါတော့တယ်။တကယ်လို့ငွေခိုးချင်နေဆိုရင်ဂျာတာပရင်းတွေတကောင်းရဲလွန်ချိန်တွေမှာလောက်တာအကောင်းဆုံးပဲလို့သူကရှင်းပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကကုမ္ပဏီများစုဟာလာစာပေးတဲ့အချိန်ဖြစ်လို့အကောင့်တွေထဲမှာငွေအပြည့်ဆုံးအချိန်ဖြစ်နေလို့ပါပဲ။အလုပ်စားလုပ်တဲ့အခါကားနဲ့ပတ်မောင်းပြီးလက်လီဆိုင်တွေဒါမှမဟုတ်အစစ်မြင့်တဲ့စားတောက်ဆိုင်တွေကိုရှာရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဆိုင်တွေက ATM ကွန်ရက်တွေဟာခင်မမီတော့တဲ့ web code တွေနဲ့ရေးဆွဲထားလို့ပါပဲ။အများအားဖြင့်ခွင့်မီနောက်ကျနေတဲ့စနစ်ဟောင်းတွေဖြစ်ပြီးဟာကွက်တွေအများကြီးရှိသလိုလုံခြုံရေးကုတ်တွေကလည်းအလွယ်တကူထွင်းဖောက်လို့ရတဲ့အစ်စ်မှာပဲရှိနေလို့ပါလုံခြုံရေးစနစ်ဆိုတာကလည်းအရန်ကိုရိုးရှင်းလွန်ပြီးတချို့ဆိုလုံးဝလစ်လျူရှုထားကြပါတယ်အလုံးမစတင်ခင်မှာပဲကိုကဟက်ကာတငယ်ချင်းစီကနေ Bad Dog စနစ်ကိုတောင်းယူလိုက်ပါတယ် Bad Dog စနစ်ဆိုတာကတော့ကွန်ပျူတာစနစ်တစ်ခုရဲ့လုံခြုံရေးကိုကြော်ဖြတ်ပြီးအထဲကိုအချိန်မီဝင်ထက်နိုင်အောင်လုပ်ထားတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ပြီးတာနဲ့သူတို့ရဲ့ Wi-Fi ကွန်ရက်ထဲကိုဝင်ရောက်ပြီးဝန်ထမ်းတွေရဲ့ login အချက်လက်တွေကိုအတူအယောင်ဖန်တီးလိုက်ပါတယ်။အဲဒီလိုနည်းနဲ့ငွေတွေကိုလှည့်စားထုတ်ယူလိုက်တာပါ။ဒီတစ်ခါမှာတော့လူမဲကမင်းခိုးလိုက်တဲ့သူတွေအတွက်ရောမင်းဘာမှမခံစားရဘူးလားလို့မေးလိုက်တော့ငါကလူတွေစီကခိုးတာမဟုတ်ဘူး။ဗန်တွေစီကခိုးတာလို့ကိုကပြန်ဖြေလိုက်ပါတယ်။တကယ်တော့လူမဲကကိုကိုသတိထားမိသွားတာကတော့တိုက်ဆိုင်မှုမဟုတ်ပါဘူး။စားတောက်ဆိုင်ရဲ့စားပါအဟခံရပြီးဝန်ထမ်းလစာတွေပါသွားတာကိုဆိုင်ရှင်ကဒီမနက်မှတင်သိသွားခဲ့တာပါ။အဲ့ဒီလူမဲကိုရိုင်းကလည်းအဲ့ဒီဆိုင်ကဝန်ထမ်းတယောက်ဖြစ်နေတာကြောင့်ကိုရဲ့လှုပ်ဆောင်ချက်တွေကိုချက်ချင်းရိပ်မိသွားတာဖြစ်ပါတယ်။ဒါကြောင့်မင်းညကလမ်းကြားထဲမှာသူတွေ့ခဲ့တဲ့မတင်ငါစရာကောင်းတဲ့လူငယ်လေးကိုချက်ချင်းသွားသတိရလိုက်ပြီးစားတောက်ဆိုင်က CCTV ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ကိုရဲ့လှုပ်ရှားမှုတွေကိုတေချာမြင်သွားခဲ့တာပါ။ဒါပေမဲ့လူမဲကဒီကိစ္စကိုတတိကိုလည်းမပြောပြခဲ့တယ်လို့ရဲကိုလည်းမတိုင်ခဲ့ပါဘူး။အဲ့ဒီစားကိုစီကိုဓာတ်ရိုက်လိုက်လာခဲ့တာပါ။တကယ်တော့လူမဲကလည်းလူကောင်းတော့မဟုတ်ပါဘူး။သူကကိုရဲ့အရေးချင်းကိုတုံးချကငွေတွေကိုခိုးထုတ်ဖို့ကြံစည်နေတာပါ။ပြီးခဲ့တဲ့အပတ်ကလူမဲဟာဆိုင်ကဖောက်တဲ့အမျိုးသမီးတယောက်ကိုသတိထားမိခဲ့ပါတယ်
အဲ့ဒီမျိုးသမီးကအပြင်ထွက်ဖုံးပြောနေချိန်မှာပဲသူမဘတ်အကောင့်ထဲမှာဒေါ်လာ8 သိန်းရှိတဲ့အကြောင်းကိုရောင်းရမ်းပြီးပြောသွားမိခဲ့ပါတယ်။အဲ့ဒီစကားကိုလူမဲကလည်းကြားသွားခဲ့တာပါ။တကယ်တော့လူမဲဟာအဲ့ဒီငွေတွေကိုခိုးယူဖို့နီးလန်းရှာနေတာကြာပါပြီ။အခုလိုကိုနဲ့စုံလဲရတာကသူ့အတွက်တော့အစင်သင့်ဖြစ်နေတဲ့အခွင့်အရေးကြီးတစ်ခုပါပဲ။ကိုတွေ့လိုက်ရတာကလူမဲကြီးရဲ့စိတ်ကူးလေးကအစီအစဉ်တွေကိုလက်တွေ့ဖြစ်လာစေဖို့ဖြည့်ဆည်းပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတော့တယ်။ကိုကသူဟာလူတယောက်ချင်းစီကနေဘယ်တော့မှမခိုးဘူးလို့ထက်ခါတလဲလဲပြောနေပေမဲ့လူမဲကတော့ညှင်းဆန်ခွင့်မပေးပါဘူး။သူမစားတော့ဆိုင်ကိုလာတဲ့အခါသူမကိုပြစ်မှတ်ထားမယ်။သူမအိမ်ထိနောက်ရောက်ခံလိုက်မယ်။ပြီးရင်မင်းကငါပြောတဲ့အတိုင်းသူပိုင်နာမှန်သမျှကိုလွှဲပြောင်းပေးရမယ်ဆိုပြီးအစီအစဉ်စပြီးဆွဲပါတော့တယ်။ဒါကြောင့်မို့လို့လေကိုခမညာလူမဲရဲ့လှေပေါ်ကိုအတင်းအကျပ်ရောက်သွားပါတော့တယ်။ဒီစကားကိုနားထောင်မှုကိုထက်မှန်ချင်းချောက်ပြီးတဲ့နောက်မှာတော့လူမဲလည်းသူ့ကားကိုမောင်းကထွက်သွားပါတော့တယ်။ကိုကလည်းအိမ်ပြန်ရောက်ချင်းတငယ်ချင်းဖြစ်သူဟကာတယောက်စီကိုအကူကြီးတောင်းပြီးလူမဲရဲ့နောက်ကျောင်းကိုစုံစမ်းခိုင်းပါတော့တယ်။စုံစမ်းကြည့်လိုက်တော့မှလူမဲဟာတိုင်းပညာအတွေ့အကြုံရင့်ကျက်နေတဲ့လူမိုက်တယောက်ဆိုတာပေါ်လာပါတော့တယ်။ကိုအနေနဲ့သူ့ကိုရှင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။တငယ်ချင်းဖြစ်သူပြလိုက်တဲ့မှတ်တမ်းတွေအရဆိုရင်ပူတောင်လက်စရာကောင်းပါသေးတယ်။အသက်33နှစ်ပဲရှိသေးတဲ့ဒီလူမဲဟာရာဇဝတ်မှုပေါင်း4 ချိန်တောင်ကျူးလွန်ခဲ့မှုတဲ့ရာဇဝတ်သားတယောက်ဖြစ်နေလို့ပါပဲအဲ့ဒီအမှုတွေထဲမှာလက်နက်ကိုင်းဆောင်မှုလူရဲမှုနဲ့မူရစ်စေးဖြန့်ဖြူးဖို့ကြံရွယ်မှုတွေလည်းပါဝင်နေပါတယ်ဒီကြတာကတော့လူမဲကအကျန်းဖက်လူရဲသူတယောက်ပါငွေကြေးလိမ်လည်မှုတွေကိုပါကျူးလွန်လေးရှိတဲ့ရာဇဝတ်ကောင်တယောက်လည်းဖြစ်ပြီးတိုက်ခိုက်ရေးစွမ်းရည်နဲ့ရဲတွေရဲ့စုံစမ်းမှုတွေကိုပါရှောင်ကွင်းနိုင်တဲ့ပညာတွေရှိနေပါသေးတယ်ကိုအနေနဲ့ဒီလိုလူဆိုးကြီးကိုတိုက်ခိုက်ရေးဆိုင်မှုဆိုတာကလုံးဝအခွင့်အရေးမရှိပါဘူးဘာမှလုပ်လို့မရတဲ့အဆုံးမှာတော့ကိုလည်းလူမင်းရဲ့တောင်းဆိုချက်အတိုင်းပြစ်မှတ်ထားခင်ရတဲ့အမျိုးသမီးဆာရာကိုတိတိစိတ်စတင်နောက်ယောင်ခံလိုက်ပါတော့တယ်။ဆာရာဟာအမျိုးသားတယောက်နဲ့အတူလူမင်းအလုပ်လုပ်တဲ့စားတောက်ဆိုင်ကိုလာစားပါတယ်။မကြခင်မှာပဲလူမင်းစီကနေကိုစီကို message တစ်ခုရောက်လာပါတယ်။အဲ့ဒီအထဲမှာလိပ်စာတစ်ခုရေးထားပြီးည9 နာရီတိတိမှာအဲ့ဒီနေရာကိုရောက်အောင်သွားဖို့နဲ့ဒီမစ်ရှင်ကိုမဖြစ်မနေအောင်မြင်အောင်လှုပ်ဆောင်မှုပြည့်ပြည့်တတ်အမိတ်ပေးထားတာပါ။အဲ့ဒီနောက်ကိုဟာဇာရာစီးသွားတဲ့ကားကိုနောက်ယောင်ခံလိုက်ရင်အင်ကြီးတစ်လုံးရှိကိုရောက်သွားပါတယ်။မျိုးသားတယောက်နဲ့ဇာရာတို့အိမ်ထဲဝင်သွားတာကိုမြင်ပြီးတဲ့နောက်ကိုဟာအတော်လေးတူရီသွားပေမဲ့နောက်ဆုံးတော့ laptop ကိုထုတ်ပြီးအလုပ်စလုပ်ပါတော့တယ်။ဒါပေမဲ့ Wi-Fi အချက်ပြချက်ကအရန်အားနေနေတဲ့အတွက်လုပ်ငန်းစဉ်ကအဆင်မပြေဖြစ်နေပါတယ်။ဒါကိုမြင်တော့ကိုလည်းစိတ်ပြက်လက်ပြက်နဲ့ကျဉ်ဆဲလိုက်မိပါတယ်။အချင်းချင်းစူးစမ်းပေမဲ့အချင်းကြီးဖြစ်နေတဲ့အတွက်ကိုဟာ laptop ကိုကင်ပြီးအိမ်သားကိုတိတ်တဆိတ်ချင်းကပ်သွားရပါတော့တယ်။ပြီးတာနဲ့အချိန်လူပြီးအမြန်လောက်ရပါတယ်။ဒီတစ်ခါမှာတော့လုပ်ငန်းစဉ်ကတဖြည်းဖြည်းရှေ့ရောက်လာပါပြီ။ပတ်စံတွေကိုလည်းအတောက်လိုက်ခွဲပြီးအမြန်လွှဲပြောင်းနေပါပြီ။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဟိုအမျိုးသားကရုတ်တရက်အိမ်ထဲကနေထွက်လာပါတယ်။တရားရဂိုင်တော့အပြည့်မရောက်သေးတဲ့အတွက်ကိုလည်းတခြားကားတစ်စီးနောက်မှာအမြန်ပုံးနေလိုက်ရပါတယ်။ကံကောင်းတာကဟိုလူကသူ့ကိုမမြင်သွားပဲကားမောင်းပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။မကြခင်မှာပဲဒေါ်လာ8 သိန်းကျော်ရှိတဲ့ငွေသားတွေကလူမဲရဲ့အကောင့်ထဲကိုအပြည့်အဝလွှဲပြောင်းပြီးသွားပါပြီ။ကိစ္စပြီးသွားတာကိုမြင်တော့ကိုလည်းအဲ့ဒီနေရာမှာအချိန်အကြာကြီးဆက်မနေရတော့ပဲလူမဲစီကိုအမြန်ကားမောင်းသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲလူမဲကပတ်စံတွေရသွားပြီဖြစ်လို့ညနာပေါ်မှာဖုံးကွယ်လို့မရတဲ့အပြုံးတွေဝေစာလို့နေပါပြီ။ဒါပေမဲ့ကိုပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူမဲကချက်ပြီးစကားဆလာပါတယ်။ငါတို့နဲ့လာပူပေါင်းမလား။ငါတို့စီမှာစီးကြောက်တွေရောအရက်တွေရောရှိတယ်လို့ခေါ်လိုက်ပါတယ်။ကိုကရပါတယ်။ငါအဆင်ပြေပါတယ်လို့ညင်းလိုက်ပေမဲ့ငါကမင်းကိုမေးနေတာမဟုတ်ဘူး။အမိန်ပေးနေတာလို့အပြက်ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲကိုခမညာပါတီပွဲကိုမဖြစ်မနေလိုက်တော့ရပြီးအရက်တွေကိုခွက်အများကြီးတောက်လိုက်ရပါတယ်။သူ့ရဲ့မျက်လုံးထဲမှာတော့ကဘာကြီးတစ်ခုလုံးချက်ချလေးနေတယ်လို့ခန်းစားလိုက်ရတဲ့အချိန်မှာတော့မျက်စိထဲမှာဆာရာရဲ့မျက်နှာကိုသာမြင်အောင်လာပါတော့တယ်။ဒီကြတာကတော့ကိုဟာသူမရဲ့ပတ်စံတွေကိုခိုးယူခဲ့တဲ့လောက်ရဲ့အတွက်စိတ်ထဲမှာအယမ်းကိုလိပ်ပြမလုံးဖြစ်နေခဲ့တာပါ။ကိုတယောက်အတိပြန်ဝင်လာတဲ့အချိန်မှာတော့နောက်နေ့မနက်ပိုင်းကိုရောက်နေပါပြီ။မင်းညကမြင်ရောက်ခဲ့တဲ့ပုံရိပ်တွေကိုပြန်တွေးမိကကိုရဲ့စိတ်ထဲမှာမအေးချမ်းသေးပါဘူး။ဒီလိုနဲ့အင်တာနက်ပေါ်မှာဆာရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုရှာဖွေကြည့်ပေမဲ့သတင်းအချက်အလက်တွေကအယမ်းများပြားရှုပ်ထွေးနေတဲ့အတွက်တိကျတဲ့အချက်အလက်တွေကိုရှာလို့မရခဲ့ပါဘူး။ဒီတော့တငယ်ချင်းဖြစ်သူကိုပဲဆာရာရဲ့အချက်အလက်တွေကိုအားရင်ရှာပေးဖို့အကူအညီတောင်းလိုက်ရပါတော့တယ်။ဒါပေမဲ့ဒီတစ်ခါတော့တစ်ဖက်လူကချက်ချင်းစာမပြန်ပါဘူး။ဒါကြောင့်သူကဆာရာရဲ့ကွန်ပျူတာတွေကိုဟက်ပြီးဝင်ကြည့်လိုက်တော့အဲ့ဒီထဲမှာဆာရာရိုက်ထားတဲ့နေထိုင်မှုဘဝဓာတ်ပုံတွေအများကြီးရှိနေပြီးမွေးထားတဲ့ကြောင်လေးတွေနဲ့သူ့သားလေးတွေရဲ့ဓာတ်ပုံလည်းပါဝင်ပါတယ်။ဒါပေမဲ့ကိုဟာ
ဆာရာရဲ့ email တွေကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့တခုခုမှားယွင်းနေပြီဆိုတာကိုချက်ချင်းသတိထားမိသွားပါတယ်။ဒီနေ့ဆာရာဟာ Mac ဆိုတဲ့လူတစ်ယောက်စီကိုတောင်းမန်ထိုးရှိုးတဲ့လေးတန်းမျိုးနဲ့ message တွေအများကြီးပို့ထားတာကိုတွေ့လိုက်ရလို့ပါ။သူမဖုန်းခေါ်တာကိုကင်ပေးဖို့တောင်းဆိုထားပြီးဘာတွေဖြစ်သွားလဲဆိုတာသူမလုံးဝမသိဘူးလို့ပြောဆိုထားသလိုသူမလောက်တာမဟုတ်ဘူးလို့လည်းကြေညာဆိုထားပါသေးတယ်။ပြီးတော့သူမကအရန်ကြောက်နေတယ်လို့လည်းပြောထားပါသေးတယ်။ဒါပေမဲ့ Mac ရဲ့အကြောင်းပြန်ချက်ကတော့အရန်ကိုရက်ဆက်ပြီး၎င်းရန်လောက်ကြရင်သူလာခဲ့မယ်လို့လည်းပြောထားပါတယ်။ဆာရာကိုအိမ်မှာပဲငြိမ်ငြိမ်လေးစောင့်နေဖို့လည်းသတိပေးထားပါသေးတယ်။ဇေယီတိုင်းထွာမှုတွေပါဝင်နေတဲ့ပြန်စာတွေကိုမြင်လိုက်ရတဲ့အခါကိုရဲ့စိတ်ထဲမှာတော့အတွေးတစ်ခုချက်ချင်းဝင်လာပါတော့တယ်။ဒီစကားပြောဆိုမှုတွေကသူမစီကနေပတ်စံတွေအခိုးခံလိုက်ရတာနဲ့များသက်ဆိုင်နေမလား။ပြီးတော့ဒီ Mac ဆိုတဲ့လူကရောဘာတူလဲ။နောက်နေ့မနေ့စောစောမှာပဲကိုဟာဇာရာအမြဲသွားနေရှိတဲ့စားတောက်ဆိုင်ကိုသွားပြီးမတော်တဆဆုံးသလိုမျိုးဟန်ဆောင်ခဲ့ပါတယ်။ဝမ်းနေစရာကတော့အစဉ်ပြေပြေစကားစမြည်ပြောဖို့အခွင့်အရေးမရရှိခဲ့ပါဘူး။ဒီလိုနဲ့ကိုဟာဇာရာရဲ့မျက်နှာပေါ်ကစိတ်သက်ကြနေတဲ့အရေးရောင်တွေကိုအကဲခတ်မိသွားပါတယ်။သူမဟာတခုခုကိုအရန်ကြောက်ရွံ့နေတဲ့ပုံပါပဲ။အိမ်နဲ့ညမှာပဲကိုဟာဇာရာရဲ့ကွန်ပျူတာကိုတိတိစိတ်ထိန်းချုပ်လိုက်နိုင်တာကြောင့်သူမဘက်မှာဖြစ်ပျက်နေတာတွေကိုစောင့်ကြည့်ခွင့်ရသွားပါတယ်။ညီငါစီကခိုးသွားတာလားလို့မက်ကမေးတော့ဆရာကဟင်းကျမမခိုးပါဘူးလို့ဖြေလိုက်ပါတယ်။ဒါဆိုမင်းကဘာကိုကြောက်နေရတာလဲလို့မက်ကဖိအားပေးပြီးမေးပါတော့တယ်။တကယ်တော့အဲ့ဒီပတ်စံတွေကဆရာရဲ့ပတ်စံတွေမဟုတ်ပါဘူး။မက်ဆိုတဲ့အမျိုးသားရဲ့ပတ်စံတွေပါ။အစကတော့ဆရာဟာအဲ့ဒီပတ်စံတွေကိုအခြားအကောင့်တစ်ခုတည်းကိုဒီနေ့ပဲပြောင်းထည့်ပေးရမှာပါ။ဒါပေမဲ့ငွေရီအားလုံးအလွဲခံလိုက်ရပြီလို့ဘန်ကအကြောင်းကြားလာတော့ဆရာတယောက်ပြရခတ်သွားပြီးဒီကိစ္စကိုမက်ဆီကိုအမြန်အသိပေးခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနေစရာကတော့မက်ဟာဆရာရဲ့စကားတွေကိုမယုံကြည်ပါဘူး။မက်ကဒေါသတကြီးနဲ့ပဲမင်းအပေါ်ငါဂရုစိုက်တယ်ဆိုတာမင်းသိမှာပါ။ဒါပေမဲ့ဒီကိစ္စအတွက်ငါ့ကိုပဲအပြစ်ပုံချပြီးဆုံးရှုံးမှုတွေအားလုံးကိုငါပကုံးမော်တင်မယ်ဆိုရင်တော့ဒါငါမိသားစုစီကနေကိုယူရာနဲ့အတူတူပါပဲ။မင်းကငါမိန်းမနဲ့ငါသားစီကနေအတင်းလူယူချင်နေတာလားလို့အော်ဟစ်ပြောဆိုလိုက်ပါတယ်။အဲ့ဒီအခါဆရာဟာကြောက်ကြောက်လက်လက်နဲ့ပဲအမြန်ခေါင်းရမ်းပြလိုက်ပါတယ်။သူမကိုရိုင်းကတရားဝင်ဇနီးမဟုတ်ဘဲအိမ်တော်ရှိသူတယောက်ရဲ့မရငယ်တယောက်သားဖြစ်တယ်ဆိုတာကိုကောင်းကောင်းကြီးနားလည်နေလို့ပါပဲ။ဘယ်တော့မှပုံမိုးတဲ့မျောလင်းချက်တွေလည်းမချခဲ့ဘူးပါဘူး။ဒါပေမဲ့ဆရာဘလောက်ရှင်းပြမက်ကရဲ့သဘောထားကတော့တကယ်လို့များဆရာယူသွားတာဆိုရင်သူမနေတဲ့နေရာကိုပဲပြန်ပို့ပေးလိုက်မယ်လို့ချိန်ချောက်လိုက်ပြီးအဲ့ဒီငွေတွေကိုပြန်ရှာပေးဖို့ဆရာကိုတပတ်ချိန်ပေးမယ်လို့လည်းဆိုလိုက်ပါတယ်။အဲ့ဒီလိုမှမဟုတ်ရင်ဒေါက်ဆိုတဲ့လူကိုလွတ်ပြီးမင်းကိုအစားဖြတ်ပစ်လိုက်မယ်လို့ပြစ်ပြက်တသားပြောကထွက်သွားပါတော့တယ်။အစားဆုံးနားထောင်နေခဲ့တဲ့ကိုရဲ့ရင်ထဲမှာတော့အပြည့်ရှိသလိုခံစားနေရတာကြောင့်လူမဲနဲ့စကားပြောဖို့နောက်နေ့မှာအစောကြီးသွားတွေ့ခဲ့ပါတယ်။တွေ့ချင်းပဲသူတို့လူမားသွားပြီဆိုတဲ့အကြောင်းကိုပြလိုက်ပါတယ်။ဆရာကတတိမှမဟုတ်ဘူး။ဟိုအမျိုးသားကလည်းသူမရဲ့အဖေမဟုတ်တယ်လို့သူမကိုကိုထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတာကိုလည်းရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်အဲ့ဒီပတ်စံတွေကိုပြန်ပေးလိုက်ဖို့လူမဲကိုတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့လူမဲလူရက်ဆက်ရုံမာတဲ့လူတစ်ယောက်အတွက်ကတော့ပါဇက်ထဲရောက်ပြီးသားအစားအစာကိုဘယ်လိုလုပ်ပြန်အန်ထုတ်ပေးမှလဲ။လူမဲကအဲ့ဒီပတ်စံတွေကိုပြန်ပေးစရာအကြောင်းမရှိဘူး။သူကဒီလိုပဲဘေးကနေကတ်စားနေတဲ့မိမတစ်ယောက်ပဲ။သူဘာလုပ်နေလဲဆိုတာကိုသူမကိုယ်တိုင်သိမှာပါ။သဘောပေါက်လားလို့ပြပြတသားညင်းဆိုလိုက်ပါတော့တယ်။အဖြေကတော့ရှင်းပါတယ်။အကျိုးချောင်းပြလဲလူမဲကနားထောင်မှာမဟုတ်ပါဘူး။လက်ပါလာရင်လဲကိုကရှင်းနိုင်မှာလည်းမဟုတ်ပါဘူး။ဒါကြောင့်အခြားနည်းလမ်းကိုပဲရှာရပါတော့တယ်။အိမ်ပြင်ရောက်တာနဲ့ကိုဟာမက်ရဲ့နောက်ကျောင်းကိုစတင်စုံစမ်းပါတော့တယ်။အင်တာနက်ပေါ်မှာတော့သူကနမိတ်ကြီးရှိတဲ့တရားလို့ပြနေပေမဲ့နောက်ွယ်မှာတော့လုံးဝကိုမကောင်းတဲ့အလုပ်တွေလုပ်နေတယ်ဆိုတာသိသွားပြီးတဲ့နောက်ဟက်ကာတငယ်ချင်းစီကိုအကူအညီတောင်းရပြန်ပါတယ်။တငယ်ချင်းကလည်းမကြခင်မှာပဲသတင်းအချက်လက်အတော်များများကိုရှာပေးနိုင်ခဲ့ပါတယ်။ကိုထင်ထားတဲ့အတိုင်းမှန်နေခဲ့ပြီးမက်ရဲ့နောက်ကျောင်းကရိုးရှင်းမနေခဲ့ပါဘူး။သူဟာမောင်ခိုကုံတော်ရေးအဖွဲ့အစည်းတွေရဲ့အဓိကခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီးလက်နက်ရောင်းဝယ်ရေးမောင်ခိုကူးတာငွေမဲခွာချတာစတဲ့ဒုစရိုက်လုပ်ငန်းတွေနဲ့လည်းပတ်သက်နေပါတယ်။ပြီးတော့တငယ်ချင်းဖြစ်သူကအခြားလျှို့ဝှက်သတင်းတွေကိုလည်းရှာတွေ့ခဲ့ပါသေးတယ်။အရင်တုန်းကမက်ကိုစုံစမ်းခဲ့တဲ့ပုဂ္ဂလိကစုံနောက်တစ်ယောက်ကိုလည်းသူကမီးရှို့တက်ပစ်ခဲ့ပုံရပါတယ်။အဲဒီနောက်မှာတော့ကိုကသူကိုယ်တိုင်မက်ကိုနောက်ရောက်ခံလိုက်ပါတော့တယ်။တကယ်ပဲမက်ခါစက်ယုံတယုံရှိကိုရောက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလိုဆိုတော့လေမက်ခါအလုံးအနေများတဲ့လူတစ်ယောက်ဖြစ်နေပြီးဆရာရဲ့အကောင့်ကိုသုံးကငွေမဲခွာချဖို့လုပ်နေတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့မထင်မှပဲအဲ့ဒီငွေမဲတွေကိုကိုကဖျက်ခိုးသွားခဲ့တာပါ။နောက်ထပ်တငယ်ချင်းဖြစ်သူကသတင်းအချက်လက်တချို့ထက်ရှာတွေ့ခဲ့ပါတယ်။
မတ်ခါရေနံလုပ်ငန်းတွေကိုနောက်ွယ်ကနေထိန်းချုပ်နေုံသားမကလက်နက်ကုန်းတွေနဲ့လည်းပတ်သက်နေပြီးရေနံချက်ဆက်ယုံနဲ့လည်းအခြေအဆက်တွေရှိနေပုံရပါတော့တယ်။အဲ့ဒီအချိန်မှာပဲကိုကလူတယောက်ကိုရုတ်တရက်သတိရသွားပါတယ်။အိန္ဒိညကမတ်ခါစောရကိုချင်းချောက်ခဲ့ပြီးပတ်စံပြမရရင်ဒေါက်ဆိုတဲ့လူကိုလွတ်ပြီးအစားဖြတ်ပစ်မယ်လို့ပြောခဲ့တာပါ။အဲ့ဒီဒေါက်ဆိုတဲ့လူကရောဘယ်လိုလူမျိုးလဲ။နောက်ပိုင်းတငယ်ချင်းဖြစ်သူစုံစမ်းကြည့်လိုက်တော့မှဒေါက်ကမက်ရဲ့လက်ပါစေးဖြစ်နေပြီးမက်အတွက်တရားမဝင်တဲ့အလုပ်တွေလိုက်လုပ်ပေးနေတဲ့လူမိုက်တယောက်ဖြစ်ကမက်ကိုအနောက်ရှက်ပေးနေတဲ့လူတွေကိုရှင်းလင်းပေးတဲ့လူလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲတငယ်ချင်းဖြစ်သူကဒေါက်ရဲ့ကိုရင်းမှတ်တမ်းကိုပို့ပေးလာပါတယ်။အဲ့ဒီအထဲမှာရဇဝဲမှုမှတ်တမ်းပေါင်းများစွာရှိနေပြီးလူရဲမှုနဲ့အိမ်တွင်းအကြမ်းဖက်မှုတွေအပါအဝင်အခြားမှုတွေလည်းအများကြီးပါပဲ။ဒီအချက်လက်တွေကိုကြည့်ပြီးတဲ့နောက်မှာတော့ကိုဟာပို့ပြီးတော့တောင်စိတ်ပူပန်လာပါတော့တယ်။လူမရဲ့သဘောထားကိုကြည့်ရတာငွေတွေကိုပြန်ရဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့လောက်ပါပဲ။ဆရာရဲ့ကိုယ်ပိုင်အစွမ်းစားနဲ့ဆိုရင်လည်းအဲ့ဒီငွေတွေကိုပြန်ရှာနိုင်မှာမဟုတ်ပါဘူး။တကယ်လို့အဲ့ဒီငွေတွေကိုအချိန်မီပြန်မဆက်နိုင်ဘူးဆိုရင်တော့မက်ရဲ့ဒေါက်တို့ရဲ့လုပ်ရက်တွေကဆရာရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။သူ့ကြောင့်ဆရာဒုက္ခရောက်ရတာဖြစ်တာကြောင့်ကိုအနေနဲ့လက်ပိုက်ကြည့်နေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အချိန်ချင်းစဉ်းစားပြီးတဲ့နောက်မှာတော့ကိုဟာအနေကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီးသူအကျွမ်းကျင်ဆုံးနီလန်းကိုပဲပြန်သုံးရတော့မှာပါ။တပတ်ဆိုတဲ့အချိန်တိုလေးတွင်းမှာဒေါ်လာ8သိန်းကိုပြည့်အောင်ရှာပြီးဆရာရဲ့အကောင့်ထဲကိုပြန်ထည့်ပေးဖို့ပါပဲ။နောက်တနေ့မှာတော့ကိုကဆရာနဲ့စကားပြောဖို့အတွက်စားတောက်ဆိုင်ကိုထပ်သွားခဲ့ပါတယ်။ဒီခါမှာတော့ကံကောင်းစွာနဲ့ပဲဆရာရဲ့အာယုံစိုက်မှုကိုရရှိသွားပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ဘုံနံပါတ်တွေအပြန်အလှန်ဖလှယ်ဖြစ်သွားကြပါတယ်။ညဘက်အိမ်ပြန်ရောက်ကြတဲ့ကိုဟာပစ္စည်းကိရိယာတွေဖြစ်ပါတဲ့တစ်တာတစ်လုံးကိုထုတ်လိုက်ပြီးအပူပစ္စည်းလေးတွေကိုသုံးကနေမနာညာမနာပြင်ဆင်มาတော့တယ်။ ATM စက်တွေကိုဟပ်ဖို့အတွက်လိုအပ်တဲ့စက်ကိရိယာလုံလောက်ကိုဖန်တီးရမှာပါ။အဲဒီနောက်ကိုကဟက်ကာတငယ်ချင်းကိုအချိန်တို့အတွင်းငွေအများကြီးစုဆောင်းနိုင်ဖို့လိုအပ်နေတယ်လို့ပြောလိုက်ပါတယ်။သူသုံးမဲ့နီးလန်းကတော့ ATM စက်တွေကနေငွေခိုးထုတ်တာနဲ့ကွန်ရက်တွေကနေအချက်လက်တွေကြားဖြတ်ခိုးယူဖို့ပါ။ဒါပေမဲ့ပြဿနာကတော့ငွေသားထုတ်ဖို့သုံးရမယ့်ဘဏ်ကတ်တွေကသူ့စီမှာမရှိတာပါပဲ။ဒါကြောင့်သူက cryptocurrency တွေကိုသုံးဖို့ဆုံးဖြတ်လိုက်ပြီးအယောင်းဝယ်လုပ်ပြီးတိုင်းတကယ်ချင်းဖြစ်သူကအဲ့ဒီငွေတွေကို American ပြည်ရင်းကို24နာရီအတွင်းရောက်အောင်ပြန်လွှဲရမှာပါ။ဒီစကားတွေကိုကြားတော့သူရဲ့တကယ်ချင်းဖြစ်သူကအံ့ဩသွားပြီးမင်းတကယ်ပဲဒီကိစ္စတွေဝင်ပါတော့မလို့လားလို့မေးလိုက်ပါတယ်။ဒီလိုနဲ့ပဲနောက်တနေ့မှာတော့ကိုရဲ့အစီအစဉ်ကိုစတင်มาတော့တယ်။ ATM စက်တွေရဲ့ကတ်ထဲတဲ့ပေါက်နေရတွေကိုအနီးကပ်ချက်ပုံရက်ယူကဖွဲ့စည်းပုံနဲ့အရွယ်စားတွေကိုတေချာတိုင်းတာပါတယ်။နောက်တနေ့မှာတော့ကိုက ATM စက်ရဲ့ကတ်ထဲတဲ့အပေါက်မှာကင်မရာပါတဲ့စကင်မရာဆက်ကိုတွားတက်လိုက်ပါတယ်။လူတစ်ယောက်ကအဲ့ဒီဆက်မှာကတ်ထည့်ပြီးသုံးလိုက်ကြတဲ့တပြိုင်နက်စကင်မရာတွေကကိရိယာလေးကကတ်ရဲ့တန်လိုက်ပြားပေါ်မှာရှိတဲ့ကိုရဲ့ချက်လက်တွေကိုအလိုလျောက်ခိုးယူသွားမှာဖြစ်ပါတယ်။ကင်မရာကလည်းလျှို့ဝှက်နံပါတ်ရိုက်ထည့်လိုက်တာကိုမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့အနီးနားမှာချောင်းနေတဲ့ကိုက laptop ကိုသုံးပြီးအဲ့ဒီအချက်လက်တွေအားလုံးကိုလက်ခံရယူနေပါတယ်။အကောင့်တွေထဲမှာကျန်ခဲ့တဲ့ငွေပမာဏကိုလည်းမှတ်သားထားလိုက်ပါတယ်။အဲ့ဒီနောက်ကိုကအဲ့ဒီအနီးလန်းတိုင်းပဲ ATM ဆက်အများပြားမှာစကင်နာတွေကိုလိုက်ပြည့်တက်ဆင်လိုက်ကဆက်ကိုလာသုံးတဲ့သူတွေများလာတာနဲ့အမျှမှတ်စုစာအုပ်ထဲမှာမှတ်ထားတဲ့ငွေပမာဏကလည်းများလာပါတော့တယ်။အဲ့ဒီနောက်ကိုဟာဟက်ကာတငယ်ချင်းကိုအကူအညီတောင်းပြီးလူတွေရဲ့ဘဏ်ကတ်တွေထဲကနေငွေတွေကိုခိုးထုတ်ခိုင်းလိုက်ပါတယ်။ပြီးတော့24နာရီအတွင်းမှာ Bitcoin အနေနဲ့ပြန်ပို့ပေးဖို့လုပ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးရက်အတော်ကြာလှုပ်ရှုပ်ပြီးတဲ့နောက်တခြားဟက်ကာတွေကိုပေးရတဲ့ဝေစုတွေကိုနှုတ်လိုက်တဲ့အခါမှာတော့ကျန်တဲ့ငွေကဒေါ်လာ9သိန်းကျော်ပဲရှိပါသေးတယ်။တပတ်ပြေးဖို့အချိန်ကလည်းတဖြည်းဖြည်းနီးကပ်လာတဲ့အတွက်ကိုဟာပိုကြီးတဲ့အကွက်ကိုရွှေ့ဖို့စဉ်းစားပါတော့တယ်။ဒါပေမဲ့ပထမဆုံးအနေနဲ့တာဝန်ပြီးဆုံးသွားတဲ့စကင်နာတွေကိုအရင်ဆုံးသွားဖြုတ်ယူရပါမယ်။ဒီခါမှာတော့ကိုသွားဖြုတ်ဖို့ပြင်နေတော့ရဲတွေကစတိုးဆိုင်နဲ့ဝင်လာတာကိုမြင်လိုက်တော့ပတ်စံထုတ်နေတဲ့ပုံစံအမြင်ဟန်ဆောင်လိုက်ပြီးစကင်နာကိုချက်ချင်းဖြုတ်ချလိုက်ရပါတယ်။ဒါကြောင့်မလို့ရဲရီရဲ့တန်တရားကိုမခံလိုက်ရပါဘူး။ဒါပေမဲ့တညမှာတော့ကားထဲမှာအလုပ်လုပ်နေတော့ရုတ်တရက်ညကင်းလှည့်နေတဲ့ရဲတယောက်ကကားနားကိုရှောက်လာပြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ကြည်ရတာသူ့ကိုတန်တရားဝင်နေပြီဆိုတာသိတာပါတယ်။ကိုလည်းဆက်သွယ်ရေးကုမ္ပဏီကဝန်ထမ်းမလို့ပြောလိုက်ပြီးလိုင်းကျိုးချိုရင်းနာကိုလာစစ်ဆေးဖို့တာဝန်ပေးခံရတာပါလို့ပြောလိုက်ပါတယ်။ရဲကတော့ယုံတယ်လို့မယုံတယ်လို့နဲ့သူ့ကိုအကဲခတ်နေပြီးခဏလောက်ကြည့်ပြီးမှပဲသွားခွင့်ပြုလိုက်ပါတယ်။ဒီဖြစ်ရကကိုကိုအတော်လေးလန့်သွားစေပါတယ်။နောက်တနေ့မှာတော့ကိုဟာစုဆောင်းရရှိထားတဲ့ဒေါ်လာ9သိန်းကျော်အလုံးကိုလျှို့ဝှက်အကောင့်တစ်ခုထဲထည့်လိုက်ပြီးစာရွက်တစ်ရက်ပေါ်မှာတော့အကောင့်နံပါတ်နဲ့လျှို့ဝှက်နံပါတ်ကိုရေးလိုက်ပါတယ်
အစကတော့ဒါကိုဇာရာရဲ့စာရိုက်ပုံထဲကိုတိတိစိတ်သွားထည့်ဖို့ရည်ရွယ်ထားပေမဲ့မချင်မပဲဇာရာနဲ့ပပင်းသွားထိုးပါတော့တယ်ဒီလိုချင်းတွေရောက်သွားတော့လေအရာအလုံးကိုဝန်ခံလိုက်ရကချင်းချောက်ခံရပြီးပတ်စံတွေကိုခိုးယူခဲ့ရတဲ့အကြောင်းအခုလဲဇာရာကိုငွေတွေပြန်ပေးဖို့အတွက်ဒီလန်ရှာနေတဲ့အကြောင်းတွေအကုန်ပြပြလိုက်ပါတယ်ဒါတွေကိုကြားလိုက်တော့ဇာရာတယောက်လုံးဝယုံကြည်နိုင်စရာမရှိတဲ့မျက်နှာထားမျိုးဖြစ်သွားပြီးဒေါသတကြီးနဲ့မောင်းထုတ်လိုက်ပါတော့တယ်အိမ်ပြန်ရောက်တော့ကိုဟာစိတ်ပြက်လက်ပြက်နဲ့တကားအပြင်မှာထိုင်နေခဲ့ပြီးနည်းနည်းချင်းစာအိမ်ကကောင်းမလေးတယောက်ငိုရင်းဖုန်းပြောနေတာကိုလှည့်ကြည့်လိုက်မိပါတယ်တကယ်တော့ဇလန်းအစမှာကိုကကြိုတင်ငွေဖြည့်ကတ်တွေကိုစာရိုက်ပုံးတွေကိုတိတိစိတ်ထိခဲ့တာကအဲ့ဒီကောင်မလေးကိုပြည့်ဝက်ထောက်ပံ့ပေးနေခဲ့တာပါပြီးတော့ဒီကိစ္စကိုသူကဘာသူကိုမှမပြောပြခဲ့ပါဘူးဒါပေမဲ့ကိုကလျှို့ဝှက်ချက်တင်လေးကိုဝင်လိုက်တာနဲ့ဟာကာတငယ်ချင်းစီကနေစားတစောင်းချက်ချင်းဝင်လာပါတယ်မင်းလက်ထောက်လိုနေလားညနေချင်းဆိုင်ကကောင်မလေးဆိုရင်တော့အတော်အဆင်ပြေမှာပဲမင်းကသူ့ကိုခိုးခိုးပြီးပတ်စံတွေပေးနေတာမဟုတ်ဘူးလားဆိုတဲ့စကားလုံးတွေကိုမြင်လိုက်ရတော့ကိုရဲ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ်သူရဲ့ကိုကြီးကိုရာအချက်လက်တွေပေါက်ကြားသွားပြီဆိုတာကိုချက်ချင်းသဘောပေါက်လိုက်ပြီးဒါဟာဟက်ကာရီအတွက်တော့လုံးဝအဆိုးရွားဆုံးရှောင်ကျဉ်ရမယ့်အမှားကြီးပါပဲထင်းတဲ့အတိုင်းပါပဲတစ်ပတ်လူကကိုတယောက် ATM ဆက်ရှိမှာရှိနေတဲ့ဗီဒီယိုဖိုင်ကိုပါဆက်ပြီးပို့လာပါတယ်ဒေကြတာကတော့ကိုရဲ့လက်တလောလှုပ်ရှားမှုတွေကအရန်ကိုတိတာလုံးနေလို့ပါအဲ့ဒါကြောင့်အကြမ်းဟက်ကာရီကအစအနရှာပြီးသူရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုဖော်ထုတ်နိုင်သွားတာပါခဏကြာမှပဲတငယ်ချင်းစီကနေကိုရဲ့အထိတ်အကြောင်းရာဇဝတ်မှတ်တမ်းရောက်လာခဲ့ပါတယ်အဲ့ဒီမှတ်တမ်းအရကိုဟာငယ်စဉ်ကလေးကပြစ်မှုတွေအချင်းချင်းကျူးလွန်ခဲ့မှုတဲ့လူငယ်ရာဇဝတ်ကောင်တယောက်ဖြစ်ခဲ့မှန်းသိလိုက်ရပါတော့တယ်တငယ်ချင်းဖြစ်သူကဒါကိုတုံးချကကိုချင်းချောက်ပါတော့တယ်အကြမ်းဟက်ကာရီကလည်းမင်းကိုပြစ်မှတ်ထားနေပြီအခုအမည်မဖော်လို့သူတယောက်ကရဲကိုဖုန်းဆက်တိုင်လိုက်တာနဲ့တင်မင်းကိုထောင်ထဲပို့လိုက်လို့ရတယ်လို့ပြောလာပါတယ်ဒါပေမဲ့မင်းကငါရဲ့ဝေစုကိုနည်းနည်းထက်တိုးပေးမယ်ဆိုရင်တော့ငါမင်းကိုရက်အနည်းငယ်လောက်ဆွဲဆန့်ထားပေးလို့ရသေးတယ်လို့အကြက်ကင်လိုက်ပါတယ်ကိုကလည်းဖက်ပြီးတာနဲ့ရတယ်လို့စာပြန်ပို့လိုက်ရပါမယ်သူ့ရဲ့ရင်ထဲမှာတော့ဒေါသတွေထောင်းထောင်းထနေပါပြီအချိန်တိတ်မကြာလိုက်ပါဘူးဆာရာစီကနေရုတ်တရက်ဖုန်းဝင်လာကလူချင်းတွေ့ပြီးစကားပြောချင်တယ်လို့ဆိုပါတယ်ဒီလိုနဲ့ညာရင်းကြီးဆာရာအိမ်ကိုရောက်သွားချိန်မှာပဲဆာရာကအရင်ဆုံးကျေးဇူးတင်စကားပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ကိုပေးလိုက်တဲ့ပတ်စံတွေကြောင့်မက်ကသူမကိုနောက်ထပ်တစ်ပတ်အချိန်ထပ်ပေးလိုက်လို့ပါအွန်လိုင်းကနေအဲ့ဒီပတ်စံတွေဘလို့ရလာတာလဲဆိုတာသူကမင်းကိုမမေးဘူးလားလို့ကိုကမေးလိုက်ပါတယ်ဘာလို့အဲ့ဒီပတ်စံတွေကိုယူပြီးထွက်မပြေးလိုက်တာလဲလို့ဆက်ပြေးမေးလိုက်ပါတယ်ဒါပေမဲ့ဆာရာကဒီမေးခွန်းကိုမဖြေချင်ဘူးဆိုတာကိုသိတာနေတော့ကိုလည်းဆက်ပြေးမမေးတော့ပါဘူးအဲ့ဒီနောက်သူတို့နှစ်ယောက်စကားတွေဆက်ပြောပြကြပါတယ်ဆာရာကကိုဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲလို့ရုတ်တရက်မေးလိုက်တော့အရင်ကပတ်စံတချို့ကိုရှာခဲ့တဲ့ကိစ္စကြောင့်သူရဲ့ကိုရေးကိုရာအချက်လက်တွေပေါက်ကြားသွားပြီးဖြစ်လို့လုံခြုံရေးကိစ္စတွေအားလုံးပြီးသွားတာနဲ့ဒီနေရာကနေအမြဲဆုံးထွက်သွားဖို့ဆုံးဖြတ်ထားတယ်လို့ဆိုလိုက်ပါတယ်ငါ့ကိုရောခေါ်သွားပေးနိုင်မလားလို့ဆာရာကမေးလာတော့ငါလုပ်နေတဲ့အလုပ်ကအရန်အနေများတယ်တနေ့ကျရင်အဖမ်းခံရပြီးထောင်ထဲရောက်သွားနိုင်တယ်ပတ်စံများများရရင်တောင်နောက်ဆုံးတော့ဒီတန်နေရာတွေကထွက်လို့ရမှာမဟုတ်ဘူးလို့ကိုကရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆာရာကအနားကိုအရန်ကိုရင်းနှီးတဲ့ပုံစံနဲ့ကပ်လာပြီးမက်ရဲ့အိမ်ထဲမှာဒေါ်လာ3 သန်းကိုလျှို့ဝှက်သိမ်းထားတယ်ဆိုတဲ့အကြောင်းကိုပြပြပါတယ်ပြီးတော့အဲ့ဒီငွေတွေကငွေမဲတွေဖြစ်တာကြောင့်အခိုးခံရရင်တောင်ရဲကိုတိုင်လို့ရမှာမဟုတ်ဘူးလို့ဆိုပါတယ်သတိထားရမှာကတော့အိမ်ကြီးထဲမှာအရန်ခင်မိတဲ့လုံခြုံရေးစနစ်တွေရှိပေမဲ့ကိုရဲ့နည်းပညာနဲ့ဆိုရင်ဒါရီယာရန်ကိုသိငယ်တဲ့ပြဿနာလေးတွေပါဒါနဲ့ပဲဆာရာရဲ့မြောက်ပင့်ချီးမွမ်းစကားတွေကြားမှာကိုတယောက်ချက်ချင်းပဲကြုံသွင်းခံလိုက်ရပါတော့တယ်တညတာတရားမှုတွေပြီးမှတော့ဝမ်းသာအားရနဲ့အိမ်ကိုကောင်းမောင်းပြန်လာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကတော့အိမ်ဝါကိုမောင်းလာတဲ့အချိန်မှာအကြာကြီးစောင့်နေခဲ့ရတဲ့မျက်နှာချင်းဆိုင်ကကောင်မလေးကအမြန်လာပြီးလွန်ခဲ့တဲ့နာရီအနည်းငယ်ကပြဿနာရှာမဲ့ပုံစံရှိတဲ့အမျိုးသားတယောက်ကတော့သူမရဲ့အိမ်ထဲကိုခိုးဝင်သွားခဲ့ပြီးအခုထိပြန်ထွက်မလာသေးဘူးလို့အသိပေးလိုက်ပါတယ်ဒီစကားကိုကြားတာနဲ့သူကကောင်မလေးကိုအိမ်အရင်ပြန်ခိုင်းလိုက်ပြီးသူ့မှာဖြည့်ရှင်းဖို့နည်းလမ်းရှိတယ်လို့ပြောပြလိုက်ပါတယ်အဲဒီနောက်အိမ်ထဲကိုတိတ်ဆိတ်ဝင်သွားပြီးကျူးလွန်ဝင်ရောက်လာတဲ့သူကိုအောင်မြင်စွာဖမ်းဆီးထိန်းချုပ်နိုင်ခဲ့ပြီးတစ်ဖက်လူရဲ့တနက်ကိုပါလွတ်ယူနိုင်ခဲ့ပါတယ်အဲဒီလူကတော့တခြားလူမဟုတ်ပါဘူးမက်ကရဲ့လက်ပါစီဒေါက်ပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲကွန်ပျူတာရှိကိုပြေးသွားပြီးခဏထိုင်လိုက်ပါတယ်။ဘာ message များတွေ့လိုက်ရလဲတော့မသိပါဘူး။အဲ့ဒီနောက်ကိုဟာနှင်မျောနေတဲ့ဓာတ်ကိုကားနောက်ဖုံးထဲထည့်လိုက်ပြီးလူသူကင်းမဲ့နေတဲ့တောဆုံတောင်ပြားကိုတန်းပြီးမောင်းသွားပါတော့တယ်။အဲ့ဒီရောက်တော့မှတ
ကားနောက်ဖုံးကိုဖိငါဓာတ်ကိုအပြင်ထုတ်လိုက်တာနဲ့တနက်နဲ့ခေါင်းကိုချိန်ထားလိုက်ပြီးအိမ်ကိုလာရတဲ့ရွယ်ချက်ကိုမေးပါတော့တယ်ကိုကတနက်နဲ့ချိန်ထားရင်ရိုးသားဖြေစမ်းမက်ကငါအကြောင်းဘာတွေသိထားလဲလို့မေးတော့ဓာတ်ကတိတ်မသိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်အရာအလုံးကအချိန်မီသေးတယ်မင်းကဘာကိုကောက်ွယ်နေလဲဆိုတာတောင်သိချမသိဘူးလို့ပြောလိုက်ပါတယ်ဝမ်းနေစရာကတော့အဲ့ဒီအချိန်မှာပဲကိုရဲ့ဆုံးဖြတ်ချက်ကခိုင်မာနေပါပြီဒါကြောင့်နောက်တစ်စက္ကန့်မှာပဲသူကတနက်ခလုတ်ကိုဆွဲလိုက်ပါတော့တယ်အဲဒီနောက်ဆာရာစီကိုကိုယ်တိုင်သွားပြီးစစ်စင်ရေးအစီအစဉ်ကိုတိုင်ပင်ပါတော့တယ်ဆာရာကမတ်ရဲ့ဖုန်းထဲကိုအရင်ဟပ်ဝင်ဖို့ကိုအကြံပေးပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဖုန်းကအင်ကြီးတစ်လုံးလုံးရဲ့စက်ပစ္စည်းတွေနဲ့ချိတ်ဆက်ထားလို့ပါဒါမှလုံခြုံရေးစနစ်တွေကိုပိတ်ပစ်လို့ရမှာပါအဲ့ဒီအချက်ကိုကြားလိုက်တာနဲ့ကိုရဲ့ခေါင်းထဲမှာတိကျတဲ့အစီအစဉ်တစ်ခုချက်ချင်းပေါ်ပေါက်လာပါတော့တယ်ပထမအဆင့်ကမတ်ကိုအပြင်ချင်းတွေးဖို့ပါဒါကြောင့်ဆာရာကမတ်ကိုဖုန်းဆက်ပြီးကျန်တဲ့ပတ်စံတွေပြန်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ညဘက်အပြင်ဘက်မှာတွေးဖို့ချိန်လိုက်ပါတယ်ဒုတိယအဆင့်ကတော့မတ်ရဲ့ဖုန်းကိုကလုံးလုံးဖို့နီးလန်းရှာရမှာပါအဲ့ဒီအဆင့်ကအရန်ကိုအရေးကြီးပြီးဖုန်းကိုတိတ်ဆိတ်ယူရမှာပါဒီကလို့မတ်ကတန်ရဝင်သွားပြီးစစ်တော်ရေး operator စီဖုန်းဆက်လိုက်တာနဲ့သူတို့ရဲ့အစီအစဉ်တွေအားလုံးရေစုံမျောသွားမှာပါဒီကိစ္စကိုအောင်မြင်အောင်လုပ်ဖို့အတွက်ကိုကအရင်ကသူ့ကိုချင်းချောက်ခဲ့မှုတဲ့လူမဲကိုစဉ်းစားမိသွားပါတယ်နောက်ဆုံးမှာတော့ဒေါ်လာ9သိန်းပေးမယ်ဆိုတဲ့ကန့်လန့်ချက်နဲ့လူမဲကိုအစီအစဉ်မှာပါဝင်ဖို့ပြောလိုက်တော့လူမဲလည်းသဘောတူလိုက်ပါတော့တယ်အချိန်တွေကညဘက်ကိုအမြင်ရောက်လာပြီးကိုဟာမက်ရဲ့အင်ဂျင်အနီးမှာကားရက်ကစောင့်နေပါတယ်ဆာရာကတော့မက်နဲ့အတူစားသောက်ဆိုင်ကိုသွားတဲ့လမ်းပေါ်မှာပါဆာရာကခွေရေးရှာပြီးဘုံကိုလစ်တလို့ယူလိုက်ကအထဲဝင်တဲ့အချိန်မှာလူမဲစီကိုတိတ်ဆိတ်ကမ်းပေးလိုက်ပါတယ်အဲဒီနောက်ဆာရာကမက်ရဲ့အာယုံကိုလွှဲချပေးဖို့တာဝန်ယူရပါတယ်လူမဲကတော့မက်ရဲ့ဖုန်းကိုအမြန်ကလုံးလုပ်ဖို့တာဝန်ယူရပါတယ်ပြီးတာနဲ့အချက်လက်တွေကိုကိုစီကိုလှမ်းပို့ပေးလိုက်ပါတယ်အချိန်သိမ့်မကြာလိုက်ပါဘူးကိုဟာလုံခြုံရေးစနစ်ထိန်းချုပ်တဲ့မျက်နှာပြင်ကိုရရှိသွားပြီးတဲ့နောက်အင်ကြီးတဲကိုဘာအဟန့်ကြားမှမရှိဘဲဝင်သွားနိုင်ခဲ့ပါတယ်ပြီးတော့မက်ဖွက်ထားတဲ့ငွေသား3တန်းကိုလည်းအလွယ်တကူရှာတွေ့သွားကငွေသားတွေကိုကြောဖို့အိတ်ထဲကိုထည့်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲစားတော့ဆိုင်တွေကမက်ဟာသူ့ဖုန်းပြောင်းနေတာကိုသတိထားမိသွားပါတော့တယ်ဖုန်းကိုပြန်ရှာဖို့သူစဉ်းစားနေတဲ့အချိန်မှာပဲလူမဲကဖုန်းကောက်ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖုန်းကိုပြန်ပေးလိုက်ပါတော့တယ်အိမ်နောက်အတော်လေးလန့်သွားတဲ့ဆာရာဟာစိတ်တည်ငြိမ်သွားအောင်တန်စင်ကန်းနဲ့ပြေးဝင်သွားပြီးနောက်တစ်စက္ကန့်မှာပဲလူမဲဟာလည်းရုတ်တရက်အထဲဝင်လာပါတယ်ထင်မထားတာကတော့သူတို့နှစ်ယောက်ဖက်လိုက်ကြတာပါပဲတကယ်တော့ဒီကိစ္စတစ်ခုလုံးကလူမဲနဲ့ဆာရာတို့ပူးပေါင်းကကိုအဆဆုံးဖြည်းဖြည်းအသုံးချနေကြတာပါသူတို့ရဲ့အစကတည်းကပြစ်မှတ်ကမတ်ပါပဲအတိအကျပြောရရင်အဲ့ဒီဒေါ်လာ4 သန်းနီးပါးရှိတဲ့ငွေမဲတွေပါတနာစရာကိုကမြဆာရာရဲ့လက်ခုပ်ထဲမှာအတိအကျကိုကစားခံလိုက်ရတာပါအဲ့ဒီအချိန်မှာပဲအလုတ်ကိုကြိုးကြိုးစားစားလုပ်နေတဲ့ကိုဟာငွေသားအလုံးကိုအိတ်ထဲထည့်ပြီးသွားပါပြီငွေတွေကိုအတုပ်လိုက်ခွဲပြီးကားနောက်ဖုံးထဲကိုတဲထည့်နေပြီမဲ့ထင်မထားတာကတော့မက်ရဲ့ဇနီးဟာကလေးကိုခေါ်ပြီးပြန်ရောက်လာတာပါပဲကိုလည်းခြေလန်းတွတ်နဲ့အနောက်ပေါက်ကနေထွက်ပြေးခဲ့ပြီမဲ့တစ်ဖက်လူကသူ့ကိုမြင်သွားသလားဆိုတာကိုတော့သူသိပြီးမသိကြပါဘူးတကယ်တော့အနောက်ပေါက်ဝင်သွားတာကမက်ရဲ့ဇနီးကိုသတိထားမိသွားစေခဲ့ပါတယ်အိမ်နောက်မက်ဆီကိုဖုန်းတကောဝင်လာပြီးအိမ်မှာတကောဝင်နေဆိုတာကိုသိသွားတဲ့နောက်မှာတော့မက်ကတနက်နဲ့ဆာရာကိုချိန်ကသူမရဲ့ကြံရပါကိုဖုန်းဆက်ခိုင်းလိုက်ပါတော့တယ်မိရဲ့တငယ်ချင်းကိုအရာအလုံးအစီအစဉ်အတိုင်းဖြစ်သွားပြီလို့ပြောလိုက်ဒါပေမဲ့အခုနေရာတစ်ခုမှပြန်ဆောင်ကြမယ်ဆိုပြီးမက်ကပြောခိုင်းလိုက်ပါတယ်ကိုကလည်းချက်ချင်းသဘောတူလိုက်ကလူမဲကိုပါနေရာတစ်ခုမှစုံမို့ခုံလိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စုံချင်းမှာပဲဆာရာကိုဓာစာခံလှုပ်ထားတဲ့မက်ကိုတွေ့လိုက်ရပါတယ်ဆာရာရဲ့လုံခြုံရေးအတွက်သူတို့နှစ်ယောက်လုံးလက်ထဲကတနက်တွေကိုလွတ်ချလိုက်ရပါတယ်အိမ်နောက်မက်ကသူတို့အားလုံးကိုမိတကြိုးစက်ထဲထည့်ပြီးဒီနေရာမှာချက်ချင်းအဆုံးစီရင်ဖို့လုပ်နေတာပါဒါပေမဲ့မထင်မှတ်ပဲကိုကပြောလိုက်ပါတယ်သူကအစီအစဉ်မစတင်ခင်ကတည်းကမက်ရဲ့နောက်ကျောင်းကိုအကုန်စုံစမ်းထားပြီးဖြစ်ကြောင်းပြီးတော့သတင်းအချက်လက်တွေကိုလည်းအချိန်ငိုက်ပုတ်ပေးမဲ့စနစ်လုပ်ထားကြောင်းကိုပြောလိုက်ပါတယ်တကယ်လို့များမက်ကသူတို့ကိုတတ်လိုက်မယ်ဆိုရင်သူ့ရဲ့လျှို့ဝှက်ချက်တွေနဲ့မိသားစုရဲ့အချက်လက်တွေအားလုံးကအင်တာနက်ပေါ်ကိုပြန့်နှံ့သွားနိုင်မယ်လို့ဆိုလိုက်ပါတယ်။အဲ့ဒါကိုကြားပြီးတဲ့နောက်မက်ကပို့ပြီးဒေါသထွက်သွားကဆာရာကိုပြစ်လိုက်ပါတော့တယ်။လူမဲလည်းအမြန်ပြေးသွားပြီးမက်ကိုဖိချုပ်လိုက်ပေမဲ့လှည့်ကြည့်ပါတယ်။မက်ကတန်ချောင်းနဲ့သူ့ရဲ့ဘိုက်ကိုထိုးဆိုင်လိုက်ပါတယ်။ဒါပေမဲ့လူမဲကနာကျင်မှုကိုအချိတ်ခံရင်မက်ကိုမေ့လဲသွားတဲ့အထိလက်ဘင်းကိုအတင်းညစ်ထားလိုက်ပါတယ်။ကိုကတော့ရရုပ်တဲတဲဖြစ်နေချိန်မှာပဲဆာရာကိုအခြားနေရာကိုဆွဲခေါ်သွားက
သူမကိုသတိမလစ်သွားဖို့အတိပေးနေပါတယ်တကယ်တော့ကိုဟာဆာရာကသူ့ကိုလိန်နေတယ်ဆိုတာအစောကြီးကလေးကသိထားပြီးသားပါအိမ်လေးကသူ့ဓာတ်ကိုမိအောင်ရိုက်လိုက်ပြီးတဲ့အချိန်မှာပဲဟက်ကာတငယ်ချင်းစီကနေမက်ဆေ့တစ်စောင်းဝင်လာခဲ့တာပါအဲ့ဒါကတော့ကိုစုံစမ်းခိုင်းထားတဲ့ဆာရာရဲ့အချက်လက်တွေပါပဲဆာရာဟာလူအလုံးထဲမှာနောက်ကျောင်းလိုက်ရအခက်ဆုံးသူပါတကယ်တော့ဆာရာဆိုတဲ့နာမည်ကတော့အစ်မဟုတ်ပဲနာမည်ရင်းကရီကာဖြစ်နေပြီးပြမှုမတန်းအားတွေလည်းအများကြီးရှိပါတယ်သူမမှာတက်ရှိတင်ရှားရှိနေတဲ့တူရဲသောဆွေမျိုးကတော့အသက်12နှစ်အရွယ်ကောင်လေးပီတာဖြစ်ပြီးလောလောဆယ်တော့သူ့ကိုလက်ဗေးဂတ်စ်ကိုပို့ထားပါတယ်အချိန်ကိုလက်ရှိကိုပြန်လှည့်ကြည့်ရရင်ဒဏ်ရာပြင်းထန်စွာရထားတဲ့ဆာရာဟာမကြခင်မှာပဲအသက်ထွက်သွားပါပြီဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလူမဲဟာအတင်းအားချင်းပြီးလျှောက်လာပါတယ်တနက်နဲ့ကိုချိန်ထားပြီးငြိမ်နေဖို့နဲ့ပတ်စံတွေအားလုံးကိုပေးဖို့တောင်းဆိုပါတော့တယ်တောင်းပန်ပါတယ်ကွာလို့ကိုကပြောလိုက်တဲ့အချိန်မှာပဲလူမဲကိုပြစ်တက်လိုက်တဲ့သူကတော့တေးနေပြီဖြစ်တဲ့ဒေါက်ပါပဲတကယ်တော့အဲ့ဒီနေ့ကကိုဟာသူ့ကိုမတက်ခဲ့ပါဘူးပြီးတော့ဒေါက်စီကနေလူမဲနဲ့ဆာရာတို့ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့သတင်းကိုသိခဲ့ရတဲ့အပြင်မိခင်တစ်သားရဲ့အတိအကျတဲ့တီနီယာကိုပါသိခဲ့ရတာပါကိုယ်တိုင်အနဲ့ခန်းစားရပြီဆိုတာသိသွားတဲ့ကိုဟာအချင်းချင်းစဉ်းစားပြီးတဲ့နောက်မှာတော့နောက်ဆုံးမှအစီအစဉ်တစ်ခုကိုဆွဲနိုင်ခဲ့တာပါဒေါက်ကသူကြိုတင်ပြင်ဆင်ထားတဲ့နောက်ဆုံးအကွက်ပါပဲလက်ရှိအချိန်ကိုပြန်လှည့်ကြည့်ရင်ကိုဟာဂရိပေးထားတဲ့အတိုင်းငွေအိတ်ကိုဒေါက်စီကိုပေးလိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့အပေးယူကိစ္စကတော့ပြီးဆုံးသွားပါပြီနောက်ဆုံးမှာတော့မိတကြိုဆက်ကြီးလဲရှိနေတာကြောင့်အခင်းဖြစ်ပွားရာနေရာကိုရှင်းလင်းမှုကိုကတာဝန်ယူရမှာဖြစ်ပါတယ်ဒီဇလန်လေးကတော့ဒီနေရာမှာတင်စသိမ်းသွားခဲ့ပါပြီတ िश ူပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်